တာလီဇောပါနေရာနမ်ပရမာရောက်ခိနေကတဲ့ကျွန်တော်တို့ချိတ်တယ်ရခိုင်လူမျိုးတီတော့ကျွန်တော်တို့ရခိုင်ခရစ်ယာန်တီကနေပြီးပြီမိဖာညီကိုမုံနမတီအတော့အုံမရခရရဖို့ကျွန်တော်တို့ရဲ့အသက်တာအိမ်ထော်ရေးအလောက်အကိုင်းပျော်ရွှင်မှုတီကိုနေရစင်တိုင်းမှာသာဝရကာလအထိခံစားရရှိဖို့နာတော်တာဆောင်ပြီးခဲ့ပါလို့ရိုတေဇော်နဲ့ဖိတ်ကရာအပါရီတမချန်းစာနဲ့ပတ်သက်လို့လေ့လာလောက်ဖို့ဖိတ်ပါရီတမချန်းစာဆိုရင်ဇာပိုင်စာအုပ်မျိုးလေခရီးယန်တီနံပဲသက်ဆိုင်ရေးစာအုပ်လားဇာပိုင်ဖိတ်ပေါ်လာလေးဆိုရအကောနဲ့ပတ်သက်လို့ရှမ်ပါရီတမချန်းစာဤပထမစာမျက်နှာမှာဇာပိုင်တူရလေးဆိုပါကေဟေဘရီဟေလာတာပါဠိတော်မှာမြန်မာဘာသာအပရောင်စရာယုဒတန်အနာပရန်ရေပုံနေသောဓမ္မဟောကျမ်းနောဓမ္မတိတ်ကျမ်းဒီဟုသောထာဝရဖရာဤတမချန်းဆိုပြီးယူရပါတယ်ရတော့ကတော့တမချန်းစာတွေခရီးယန်တီနံဘေသက်ဆိုင်ရကျမ်းစာတစ်ခုတည်းမဟုတ်ပေလူသားအလုံးနဲ့တဆိုင်ရထာဝရဖရာတခေါင်ဤတမချန်းစာဖိတ်ပါရီတမချန်းစာအုပ်ထဲမှာဓမ္မဟောကျမ်းနဲ့ဓမ္မတိတ်ကျမ်းဆိုပြီးအပိုင်နှစ်ပိုင်ပါဝင်ပါရီဓမ္မဟောကျမ်းမှာကျမ်းစာအုပ်39အောက်ရှိပြီးဓမ္မတိတ်ကျမ်းမှာ29အောက်စုစုပေါင်းတမချန်းစာတအုပ်လုံးမှာကျမ်းပေါင်း60နဲ့ခောက်ကျမ်းပါဝင်ပါရီဒီတမချန်းစာအုပ်ကိုဝေပရာခရနာရီလူပုဂ္ဂိုလ်40လောက်ကနေပြီးနိပေါထုံငါရာဝမ်းကြောင်လောက်တာအုပ်ထိရီတာခါခဲ့ရပါရီ BC ထုံငါရာဝမ်းကြောင်လောက်ကပေါ်ရီလာရီတမချန်းစာရီ AD တရာဝမ်းကြောင်လောက်ကိုရောက်တဲ့ခါမှာရီတာလိုဘီခါဆိုဖိတ်ပါတယ်ဒီကျန်းစာအုပ်ကိုပလူဇူရီတာရီလူတီထဲမှာနိုင်ငံရီကောက်ဆော်တီပါရဲစိရီကောက်ဆော်တီပါရဲတိုးထင်းပါရဲရှမ်ပရန်တီပါရဲစိပြိုရီတမတီဝန်ဂရီအခွန်ခန်းစီစရာဝန်ကျန်တဲ့ပုဂ္ဂိုလ်တငါတေတိစတိအဖရန်မတူညီတဲ့လူတန်းစားအမျိုးမျိုးတိပါဝင်ပြီးရီတာထားခဲ့ဆိုဖိတ်ပါတယ်ဒီတမချန်းစာကိုရီရခါမှာအရှင်ကာလလေးမတူပါလူပုဂ္ဂိုလ်တီလေးမတူနေရာဒေသလေးမတူခဲ့ပါကျန်းစာကိုရီရအရှင်ကာလဆိုနေပုထုံးကားရာဝမ်းကျလောက်ကရာပါတယ်ဒီရီရနေတာကလည်းအာရှတိတ်မှာရီရအာဖရိကတိတ်မှာရီရပြီးကဥရောပတိတ်မှာရီပါတယ်ဒီတမချန်းစာဆိုရဲတိတ်ကရီသုံးတိတ်မှာရီတာခါရတမုံထူခါရအန်အော့ပွေကောရစာအုပ်တော်ဖိတ်ပါတယ်ရပြီးကစာအုပ်ကိုရီကတဲ့ခါမှာလူတီဆိုစူးပြီးကတိုင်ပန်ပြီးကအဇာအကရောကတော့ခထိကမ်းမယ်ဇာအကရောကတော့ခမတန်းတော့ရပ်ပဲပုံစံမျိုးမဟုတ်ပေနဲ့ရီလူတီဆိုရဲဖရတခေါင်ဤတန်ရှန်သောဝိညာဉ်တော်အုပ်စိုးမှုကိုခံပြီးဖရတခေါင်ဤဝိညာဉ်တော်ဖွန်ပရာရဲ့အကရောရာတူကိုပဲရီကရာဆိုဖိတ်ပါတယ်လူတီအတွေးအခေါ်လူတီညံနဲ့ရီသာထောဆိုမဟုတ်ပါရတော့တမချန်းစာကိုလူ40လောက်ကရီတာခါကဲဆိုဖိတ်ကလေးအမန်တကယ်ရီတာရဲ့ပုဂ္ဂိုလ်ကတော့ဟာတူဒီဖိတ်ပါရယ်ရရီတာရဲ့ပုဂ္ဂိုလ်တူဒီကတော့ဟာဖရတခေါင်ကိုတော်တိုင်ဖိတ်ပါရယ်ရတော့တမချန်းစာဆိုရဲတနည်းအားဖြင့်ဖရတခေါင်ဤနှုတ်ကပတ်တော်ဖိတ်ပါရယ်လူတီအတော့လမ်းညွန်ရယ်စာအုပ်လေးဖိတ်ပါရယ်တမချန်းစာထဲမှာကဘာဂရိစာပဲဖိတ်ပေါ်လာလေဒီစကြဝဠာစာပဲဖိတ်ပေါ်လာလေဂေါခွန်တီထဲမှာဇာပိုင်ဖုစီတီဆောင်မှုတရှိခဲ့တယ်လေလူတီးဇာပဲဖိတ်လာလေတနင်းတရမှာဇာကိုလောက်ခဲ့ဖို့လေဆိုရီအကရောရာတီကိုတမချန်းစာထဲမှာမောင်မရဆိုပေါ်ပြထားလို့ရှိပါတယ်အဲ့တော့လူအကရောကိုတီးချံငယ်တမချန်းစာကိုဖက်ပါကဘာဂီအကရောကိုတီးချံငယ်တမချန်းစာကိုဖက်ပါအစအဦးမှာဇာပိုင်တရှိမှုတရှိခါလေအဆုံးမှာကဇာပိုင်ဖိတ်ဖို့လေရရှတိနဲ့ပတ်သက်လို့တမချန်းစာထဲမှာတူရပါတယ်ရပြီးကတစီတရေတီနက်ဆိုတီဝူညာဆိုတီအကရောရာတီကိုလေတမချန်းစာမှာတူရပါတယ်ငရေနဲ့ပတ်သက်လို့လေတမချန်းစာထဲမှာတူရပါတယ်ထာဝရကာလနဲ့ပတ်သက်လို့လေတမချန်းစာထဲမှာတူရပါတယ်ရတော့ဒီတမချန်းစာဆိုလူသားအားလုံးနဲ့တားဆိုင်ပါတယ်ကျွန်တော်လူသားတည်တယ်ဇာကလာပြီးကဇာကိုလောက်ဖို့လေရရှကအစတမချန်းစာမှာအတိအကျဖော်ပြထားပါတယ်ရတော့ဒီတမချန်းစာဆိုရင်ကျွန်တော်တို့အားလုံးနဲ့တဆိုင်ရကျွန်တော်တို့ဥပိ္ခပူထားလို့မရရဲ့စာအုပ်တော်ဖိတ်ပါတယ်ခရိယန်တီတရစာအုပ်ပဲရအဆမဟုတ်ပါ
ကျွန်တော်နှခုတ်ထဲကနေအသားရှူနေခဲ့တဲ့လူသားအားလုံးနဲ့သားဆိုင်တွေစာအုပ်တို့ဖိတ်ပါရယ်တမချန်းစာကိုဖက်ကြည့်ပါတမချန်းစာကိုလေ့လာကြည့်ပါအန်အော့ဖွာကောရယ်အကရောရာတိဉာဏ်ပညာတိတမချန်းစာထဲမှာအများကြီးဖော်ပြထားဆိုဖိတ်ပါရယ်တော့ဒီနေ့တမချန်းစာ sorry ဖရတကောင်ရီထားရယ်စာအုပ်ဖိတ်တယ်ထာဝရဖရာတမချန်းစာဖိတ်ပြီးခင်ဒီတမချန်းစာဆိုလေကဘာပေါ်မှာအရောရာဆောင်စာအုပ်တို့ဖိတ်ပါရယ်အားလုံးပေါ်မှာဖရတကောင်ကောင်းကြီးပြပါစေနန်းနဲ့ခင်းအာယုံဦးရောင်နီလင်းရောင်ပေါ်လာခြင်းအသက်တာရှင်လန်းဝမ်းမြောက်စွာချီးမွမ်းမယ်ကိုယ်တော်မြတ်တာလူတွေပေါ်အလိုတော်ရှိသလိုထာဝရဘုရားယနေ့တိုင်ချပေးကျေးဇူးတော်ချီးမွမ်းမကုန်ဝိညာဉ်လူနိုးထားအသက်တာပြင်ဆင်ပါကိုယ်တော်ရှင်ဘုရားမာစာမာနန်းနဲ့ကင်းအာယုကူရောင်နေလင်းရောင်ပြလာသလိုကရုဏာခံစားတဲ့ရမှာစီစဉ်လာကိုယ်တော်မြတ်တာလူတွေအပေါ်အလိုတော်ရှိသလိုထာဝရဘုရားဒီနေ့တိုင်ချပေးကောင်းကြီးတွေချီးမွမ်းမကုန်ဝိညာဉ်လူနိုးထားအသက်တာပြင်ဆင်ပါကိုယ်တော်ရှင်ဘုရားမာစာမာကိုယ်တော်the chains over ထာဝရဘုရားသခင်ကိုချီးမွမ်းမင်္ဂလာပေါင်းစုံစုဝေးရာမနေ့ခင်မှာထာဝရဘုရားခင်ကိုဘာပေါ်ရှိလူအပေါင်းကြွေးကြော်စေဟာလေလုယာဟာလေ